ဓမ္မမိတ်ဆွေညီကိုမောင်နှမမြတ်များခရစ်တော်ရဲ့မဟာနာမအားဖြင့်မင်္ဂလာပါလို့ပြန်လည်ပြီးတော့နှုတ်ခွန်းဆက်တာပါတယ်ဒီကနေ့ကျွန်တော်တို့ဆင်ခြင်ရမယ်နှုတ်ကပတ်တော်လေးကတော့တမန်တရား၌တာယက်တီသူလို့ကောင်းစင်ပေးထားပါတယ်ရှင်မဿဲခရစ်ဝင်ကျမ်းအခန်းကြီး14အခန်းငယ်3နဲ့4မှာအထက်ကဟေရုဒ်ဒီမိမိညီဖိလိပ္ပု၏ခင်ပွန်းဟေရောဒီအကြောင်းကြောင့်ယောဟန်ကိုဖမ်းဆီးချီနှောင်၍ထောင်ထဲမှာလှောင်ထားတယ်။အကြောင်းမူကားယောဟန်ကဟေရုဒ်မင်းကြီးသည်ထိုမိန်းမကိုမသိမ်းအပ်ဟုဟေရုဒ်အားဆိုလေပြီ။နေ့ချင်းစရာယောဟန်အကြောင်းကိုမိတ်ဆွေတို့သိပြီးသားပဲဖြစ်ပါတယ်။သူဟာတမန်တရား၌ယက်တီသူမှားယွင်းခြင်းများကိုထောက်ပြသူအမှန်တရားကိုမျက်နှိုးပြီးတော့အတ္တမအတရားကိုယွန်ရှာသူလို့ဆိုနိုင်တယ်။နေချင်းစရာယောဟန်ကသခင်ယေရှုရဲ့ရှေ့ပြေးဆိုလဲကျွန်တော်တို့ဆိုနိုင်တယ်။လူများကိုနောင်တရရန်တရားဟောပေးသူနှိမ့်ချင်းပေးသူတမန်တရားနဲ့အညီတွင်တင်သူလို့ကျွန်တော်တို့သမုတ်လို့ရပါတယ်။ဟေရုဒ်မင်းဆိုသူကတော့တရက်မှာအိမ်ထောင်ရေးဖောက်ပြန်ခဲ့တယ်။သူ့ရဲ့ညီဖိလိပ္ပုရဲ့မိန်းမဟေရောဒီနဲ့လိန်ပိုင်းဆိုင်ရာဖောက်ပြန်ခဲ့ကြတယ်။အမှန်တကယ်ဆိုရင်ခေမအဖြစ်တော်စပ်သူဖြစ်တယ်ဒါပေမဲ့လူမှုရေးဖောက်ပြန်ခဲ့တယ်ထိုအရာကိုနှစ်ချင်းစရာယောဟန်ကမတိချင်အောင်မဆောင်ခဲ့ပါဘူးမိတ်ဆွေယာထုအာနာရှိသောသူဖြစ်တော်လည်းပဲနှစ်ချင်းစရာယောဟန်ကသူ့ကိုကြောက်ရွံ့ခြင်းမရှိပဲဘက်လိုက်ခြင်းမရှိပဲမျက်နှာလိုက်ခြင်းမရှိပဲနဲ့ထောက်ပြတယ်သူ့ရဲ့ကျူးလွန်ခြင်းမှားယွင်းသောအမှုအရာဖြစ်ကြောင်းကိုထောက်ပြတဲ့အတွက်ကြောင့်မလို့ဟေရုဒ်မင်းကယောဟန်ကိုအမျက်တော်ရှခဲ့ရတယ်စိတ်တိုခဲ့တယ်လို့ပြောရမှာပေါ့နော်တပ်ပစ်ခြင်းလောက်ဒီအထိမုန်းခဲ့တယ်ဒါပေမဲ့ပြည်သူတွေရဲ့ဆန္ဒကိုလည်းသူကငဲ့ကွက်ရသေးတယ်ဟေရုဒ်မင်းကဒါပေမဲ့ယောဟန်ထောင်ချခဲ့ပါတယ်တနည်းအားဖြင့်ဆိုရတော့မတရားသောအမှုကိုထောက်ပြတော့ကြောင့်မတရားထောင်ချခဲ့ရတာဖြစ်တယ်တမန်တရားနဲ့ထောက်ပြတော့အမှုအရာကြောင့်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီနှုတ်ကပတ်တော်အရာတွေးရတယ်ယနေ့တွင်အဲ့ဒီလိုမတရားသောအမှုများအတ္တမအရာများမှားယွင်းသောအမှုအရာများစွာတို့ဟာလောကကြီးထဲမှာပျော်ပါပြီးတော့လွန်ကျူးကျက်စားနေကြတယ်မတရားသောအရာကိုမတရားဘူးပြောပြခြင်းအပြစ်ကိုဖော်ပြခြင်းအတ္တမအရာဖြစ်ကြောင်းကိုဓမ္မအရာအဖြစ်ဖုံးကွယ်ပေးခြင်းမှားယွင်းသောဩဝါဒများကိုထောက်ပြခြင်းတမန်တရားအတိုင်းဖော်ပြထောက်ပြပေးခြင်းတို့ဟာနှစ်ချင်းစရာယောဟန်ကဲ့သို့မတရားဖန်ဆီးပြီးတော့ထောင်ချခြင်းခံကောင်းခံရလိမ့်မယ်တနည်းအားဖြင့်ပြောရလူကြိုက်နေကောင်းနေလိမ့်မယ်မိတ်ပြက်ကောင်းပြက်လိမ့်မယ်စီးပွားရေးထိခိုက်ကောင်းထိခိုက်လိမ့်မယ်အပေါင်းအတင်းနေကောင်းနေလိမ့်မယ်အမှားဖော်ပြပြီးတော့လူမုန်းများလိမ့်မယ်ဆိုတာကိုကျွန်တော်ပြောချင်ပါတယ်ဒါပေမဲ့တမန်တရားအတိုင်းယက်တည်ပြီးတော့တမန်တရားလမ်းစဉ်အတိုင်းလိုက်လျှောက်တဲ့သူဟာနှစ်ချင်းစရာယောဟန်ကဲ့သို့အပြစ်ကိုဆက်လက်ဖော်ပြအောင်မှာဖြစ်တယ်မြေကြီးလက်ခတ်မလွဲဘူးဒါကြောင့်မလို့ကျွန်ုပ်တို့ကိုကြိုးအတွက်နှုတ်ဆိတ်နေခြင်းကိုရှောင်ကျင်ပြီးတော့တမန်တရားကြောင့်မတရားခံရပါစေအောင်နှုတ်ကပတ်တော်ကြောင့်ယေရှုခရစ်ကြောင့်မတရားသူများကဲ့ရဲ့ခြင်းကိုခံရပါစေအောင်တမန်တရား၌တာပြက်ပြက်သားသားယက်တည်ကြပါစို့လို့နှုတ်ကပတ်တော်လေးနဲ့တိုက်တွန်းခွန်အားပေးပါတယ်။တယောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ။အာမင်